ဖြစ်လာလဲအမလုံးချင်မှသွေးတယ်မင်းကငါကိုကြီးခဲ့ရပြင်မဲရပါတယ်အဓိကတော့ဟိုကနောက်ပိုင်း character တွေမှာပရိသတ်တွေတော်တော်များအတန်တိတ်အားများရှိတယ်ပေါ့နော်ဟိုကကိုယ်တိုင်လည်းကိုအတန်အားများဘာဖြစ်လို့လဲဆိုတော့ဟိုဒီတားရိုက်ကကြတော့ level ကအမြဲတမ်းအတန်ကအမြဲတမ်းကတ်တဲ့အကျင့်ရှိတယ်ပြီးရင်ဒေါသထွက်ခိုင်းရိုက်လိုက်ပြီဆိုရင်နှစ်ကက်လောက်ဆိုလို့ရှိရင်အတန်ထွက်တော့ပေါ့နော်အဲ့ရဲ့ဟိုရဲ့အားနည်းချက်လေးရှိတယ်ပေါ့နော်တချို့ခန်းနေဆိုရင်အားမလို့အားများဖြစ်တဲ့ခန်းလေးရှိပါတယ်ဒါပေမဲ့ဟိုကတက်နိုင်ဆုံးအကောင်းဆုံးတော့ကြိုးစားပြီးတော့ပုံပေါ်ထားပါတယ်မိမအပေါ်မလာနေဗျလွန်ရငါညမပါမတော်လို့ဖြစ်သွားတယ်နေငေါ့အဲ့လိုလေတန်းနဲ့မပြောနဲ့ညီကအချင်းဖြစ်ပြီးတော့ကက်ကက်လန်ကိုရန်တွေ့ပြီးရိုက်ဆိုင်ပြတာဘလို့ဖြစ်နေရတော့ခေကရိုင်းနေအတကြီးတယ်ကိုတော့ကိုပဲသိတယ်ဒီကားပါလေဟိုဇကားတကားအဲ့ကားတကားတော့အဲ့လိုမျိုးပေါ့နော်စိတ်ဖိစီးမှုတွေငိုကြမှုတွေစိတ်တန်ရာတွေခံစားရတဲ့ခင်သက်စာပေါ့နော်အဲ့လိုမျိုးဆိုတော့သူအဲ့လိုမျိုးသိထားတဲ့စိတ်တန်ရာတွေအဲ့လိုဖွင့်ထုတ်တာပေါ့နော်အဲ့လိုမျိုးလေးရှိတဲ့အတွက်တချို့ခန်းလေးဆိုအဲ့လိုဒေါသညံတဲ့ခန်းလေးပါမှာပေါ့ဟုတ်ခက်ခက်စာအောင်ကဒီမှာဆရာဝန်ပေါ့နော်ဆရာဝန်ပြီးတော့ညီမ2ယောက်ရှိတယ်အဓိကတော့ဒီဇာတ်ကားလေးက horror တည်တတ်မဟုတ်ပဲね horror drama လေးပါစိတ်တရားတွေများလာပြီးတော့မကျွလို့တင်းတဲ့အမားတွေကျွလို့မိရဲ့နောက်ဆက်တွဲရဲ့ရရှိရဲ့အကျိုးဆက်တွေပေါ့နော်အဲ့ကားလေးကို drama အနေနဲ့မြင်တွေ့ရမှာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဟိုကခေတ်သစ်ဆောင်အနေနဲ့အကောင်းဆုံးကြိုးစားထားပါတယ်ခေကရိုင်းနေအတကြီးတယ်ကိုတော့ကိုပဲသိတယ်ပြင်မဲရပါတယ်အဓိကတော့ဟိုကနောက်ပိုင်း character တွေမှာပရိသတ်တွေတော်တော်များအတန်တိတ်အားများရှိတယ်ပေါ့နော်ဟိုကကိုယ်တိုင်လည်းကိုအတန်အားများဘာဖြစ်လို့လဲဆိုတော့ဟိုဒီတားရိုက်ကကြတော့ level ကအမြဲတမ်းအတန်ကအမြဲတမ်းကတ်တဲ့အကျင့်ရှိတယ်ပြီးရင်ဒေါသထွက်ခိုင်းရိုက်လိုက်ပြီဆိုရင်နှစ်ကက်လောက်ဆိုလို့ရှိရင်အတန်ထွက်တော့ပေါ့နော်အဲ့ရဲ့ဟိုရဲ့အားနည်းချက်လေးရှိတယ်ပေါ့နော်တချို့ခန်းနေဆိုရင်အားမလို့အားများဖြစ်တဲ့ခန်းလေးရှိပါတယ်ဒါပေမဲ့ဟိုကတက်နိုင်ဆုံးအကောင်းဆုံးတော့ကြိုးစားပြီးတော့ပုံပေါ်ထားပါတယ်ဟုတ်အားရတဲ့ခန်းလေးရောရှိတယ်အားရတဲ့ခန်းဆိုတာပရိသတ်တွေဘယ်ခန်းအားရလဲပေါ့နော်ဟိုကအခန်းနှံ့ကိုတော့စင်းနိုင်ကိုတော့အကောင်းဆုံးကြိုးစားထားပါတယ်ပရိသတ်အားရတဲ့ခန်းလေဟိုကအကောင်းဆုံးကြိုးစားထားတဲ့အခန်းနဲ့ဆိုရင်ထပ်ထူကြမယ်ဆိုရင်ပဲ PT ဖြစ်ပါတယ်။ပြပွဲချင်းရုပ်ရှင်ဇာတ်ကားကြီးကလာမယ့်9ရက်နေ့မှာရုံးပြတာတော့မှာဖြစ်တဲ့အတွက်ဟိုကရဲ့ပေါ့နော်လေးပြပွဲချင်းရုပ်ရှင်ဇာတ်ကားရုံးလာရောက်ဝန်းရံပြီးအားပေးကြပါ။ခေတ္တစာလည်းဝင်ကြပါလို့